အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးကတော့အဖြူရောင်မူသားဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇာတ်လမ်းအသစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ရှင်အဖေထမင်းစားမယ်လေကျမအတန်ကိုတက်နိုင်သမျှလန်းဆန်းနေအောင်ဟန်ဆောင်ပြီးအဖေကိုလှမ်းခေါ်လိုက်မိသည်။စာရေးစာပွဲပေါ်မှာလက်အုပ်ကိုမှောက်ပြီးခဏတာငြိမ်သက်နေတဲ့အဖေကျော်ပြင်ကအရင်ကထပ်ပိုပြီးကြုံဝင်နေတယ်လို့ပဲ။အဖေကအသက်အရွယ်ရလာတာနဲ့အမျှအစားအသောက်လည်းပြတ်လာတယ်။စကားလည်းနည်းလာတယ်။ကျမတော့အဖေရှိရောက်ရင်အမြဲတမ်းပြုံးနေတတ်တဲ့သမီးလိမ္မာလေးအဖြစ်နေပြရတာပေါ့။အေးသမီးလာခဲ့မယ်။အဖေကရေးလက်စဆောင်မှုကိုခဏဖြတ်ပြီးစပွဲကထလာတယ်။အဖေခြေလမ်းတွေကတုံတုံချီကျမအဖေလက်မောင်ကိုအသားရတွဲပေးပြီးထမင်းဝိုင်းစီခေါ်လာခဲ့တယ်။ထမင်းဝိုင်းမှာဖေးအတွက်တယောက်စာပဲပြင်ထားတာကိုမြင်တော့အဖေကမျက်မှောင်ကျုပ်ပြီးကျမကိုကြည့်တယ်။သမီးကလေးတွေရောမောင်မြင့်ဝင်းရောသမီးတို့နောက်မှပဲစားတော့မယ်ဖေးလို့ကျမချက်ချင်းပြန်ဖြေလိုက်တယ်။ရှင်ထဲမှာတော့တမျိုးကြီးပဲ။အိမ်မှာရှိတဲ့ဆန်အိုးတွေကဆန်ကဒီနေ့အတွက်အဖေတယောက်စာပဲရှိတော့တာလေ။ယောက်ျားဖြစ်သူမြင့်ဝင်းကလည်းအလောက်ကထွက်လိုက်ရကလေးကအပြင်မှာဂျပန်လိုက်လုံနေတာဒီနေ့ထိတပြားမှမရသေးဘူး။ဟဲ့ခါတိုင်းလဲမိသားစုနဲ့အတူတူစားနေကြပဲ။ဘာဖြစ်လို့ခုမှငါတယောက်တည်းကိုခူးကျွေးနေရတာလဲ။သမီးတို့မစားသေးလို့ပါအဖေရဲ့။ပြီးတော့ဒီနေ့အဖေအတွက်အထူးဟင်းချက်ထားတာဆိုတော့အဖေအေးအေးဆေးဆေးစားစေခြင်းလို့ကျမကအဖေပခုံးလေးကိုစုပ်ကန်ရင်ပြောလိုက်တယ်။အမှန်တော့အဖေကိုအားနာမှဆိုလို့ကျမတို့ဗိုက်စာတာကိုဖုံးကွယ်ထားရတာပါ။အဖေကထမင်းဝိုင်းမှာဝင်ထိုင်လိုက်တယ်။ခါတိုင်းဆိုသားတွေသမီးတွေနည်းတွေနဲ့စွစွညံ့ညံ့ရှိလာတဲ့ထမင်းဝိုင်းလေးကဒီနေ့တော့အဖေတယောက်တည်းမို့6ကတ်နိုင်လာတယ်။ကျမလက်စေးရေခွက်လေးချပေးပြီးဖေးရှိကဟင်းခွက်တွေကိုဖွင့်ပြလိုက်တယ်။ဝက်သားဟင်းပါလား။အဖေမျက်လုံးတွေကအယောင်တောက်သွားတယ်။အဖေအကြိုက်ဆုံးကဝက်3ထပ်သားဟင်း။ဟုတ်တယ်အဖေ။အဖေကြိုက်တဲ့3ထပ်သားလေးထည့်စားအဖေ။ကျမရက်တောင်လေးတစ်ချောင်းကိုကင်ပြီးအဖေဘေးမှာထိုင်ရက်ပေးနေမိတယ်။အိမ်ထဲမှာပန်ကာမရှိတော့ဘူး။လွန်ခဲ့တဲ့တစ်ပတ်ကပဲအဖေဆေးဖို့အတွက်ပန်ကားကိုအပေါင်ဆိုင်ပို့လိုက်ရတာ။ဒါတော့အဖေမသိဘူး။အဖေကမေးရင်ပန်ကာကပြက်နေလို့ပြင်ဆိုင်ပို့ထားတယ်လို့ပဲကျမလိန်ခဲ့တာအဖေထဲပါအဖေရဲ့သမီးတို့အတွက်ရှိပါတယ်လို့ကျမထပ်ပြောလိုက်တယ်အဖေပကံထဲကိုဝတ်သားတုံးကြီးကြီးနှစ်တုံးခတ်ထည့်ပေးလိုက်ချိန်မှာကျမဘိုက်ကတကွားကွာနဲ့မြည်ချင်နေပြီအဖေကဝတ်သားကိုတလုံးဖက်စားလိုက်ပြီးမျက်နာကထူးဆန်းသွားတယ်ဟင်ဒါသမီးချက်တာမဟုတ်ဘူးပဲကျမရင်ထဲထိတ်ခနဲဖြစ်သွားပေမဲ့ချက်ချင်းပဲအပြုံးမပြတ်ပြန်ဖြေလိုက်တယ်ဟုတ်တယ်အဖေသမီးတို့ကကြက်သားလေးကျန်ဒီမသားကနည်းနည်းမှတော့အဖေဝါနိုင်မှာမဟုတ်ဘူး။ဒါကြောင့်အဖေအတွက်ဝတ်သားဟင်းလေးကိုဈေးကဝယ်လာတာ။ဟုတ်လေဒေါ်ချိုဆိုင်ကပါ။အဖေမနဲ့တိုင်ထမင်းကြော်စားနေတဲ့ဆိုင်ကလေး။ဒါကလည်းကျမရဲ့ဒုတိယမြောက်မှုသားပဲ။ဒီဝတ်သားဟင်းတစ်ခွက်စာအတွက်ကျမရဲ့တစ်ခုတည်းသောနာကတ်လေးကိုပေါင်ခဲ့ရတာ။အဖေကတော့ဒါကိုဈေးဝယ်ပို့တဲ့ပတ်စံနဲ့ဝယ်လာတယ်လို့ပဲထင်နေရှာတာ။ဟုတ်ပါတယ်။ဒါကြောင့်ဒါသမီးလက်ရမဟုတ်ဘူးလို့ပြောတာပေါ့။အဖေကပြောရင်းနဲ့အားရပါရစားနေရှာတယ်။ကလေးတွေအတွက်စက်သားရင်းရှိပါတယ်အဖေရဲ့စားအားလုံးထည့်စားလိုက်ကျမရဲ့အဖြူရောင်မှုသားတွေအောင်မှာအဖေကတော့ကျမ်းမာရေးအတွက်အာဟာရဖြစ်အောင်စားနေနိုင်ရှာတယ်ကျမရင်ထဲမှာတော့အဖေကိုကြည်ပြီးကြည်နူးရသလိုတစ်ဖက်မှာလည်းမနှက်ပြန်အတွက်ဘာမှမရှိတော့တဲ့အဖြစ်ကိုတွေးပြီးကြောက်လန့်နေမိတယ်ညစ်နက်လာလေးကျမရဲ့စိတ်တွေကပိုပြီးလေးလံလာလေးပါပဲအိတ်ခမ်းထဲမှာကလေးနှစ်ယောက်ကဗိုက်စာစာနဲ့ရေတောက်ပြီးအိပ်ပျော်နေကြပြီမြင်ဝင်းကတော့အပြင်ကပြန်မလာသေးဘူးအဖေကတော့သူ့အဖေကတစ်သက်လုံးအစိုးရဝန်ထမ်းလုပ်ပြီးကျမတို့ကိုပြုစုပြောထောင်ခဲ့တာအခုအသက်ကျော်မှသူ့ကိုငငက်ပြက်ပြက်မထားနိုင်ဘူးဆိုတဲ့ဇွဲကကျမကိုလိန်ညာမှုတွေနဲ့တွန်းပို့နေတာအဖေကအရန်သိက္ခာကြီးတဲ့သူကျမတို့ဆင်းရဲနေတာကိုသူသိရင်သူစားမှာမဟုတ်ဘူးဒါကြောင့်လည်းအိမ်မှာရှိသမျှအကောင်းဆုံးကိုအဖေကိုပဲဦးစားပေးပြီးကျွေးနေရတာတောက်တကားခောက်တန်ကြောင့်ကျမလက်ဖြတ်သွားတယ်တကားသွားဖွင့်တော့မြင်ဝင်းပြန်လာတာသူ့မျက်နှာကညှိုးငယ်နေတယ်လက်ထဲမှာလည်းဘာမှပါမလာဘူးမရဘူးမိငယ်ဒီနေ့လည်းအလုပ်ရှင်ကပတ်စံမရှင်းပေးသေးဘူးမနှက်ဖြန်မှလာခဲ့ပါအောင်နဲ့မြင်ဝင်းရဲ့စကားတန်ကတိုးညင်းလွန်းလာတယ်ကျမတပြင်းရှည်ကြီးတစ်ချက်ကိုခိုးချလိုက်ရတယ်ရပါတယ်ကိုမြင့်ဝင်းရေလောလောဆယ်အဖေစားဖို့ရှိသေးတာပဲကျမတို့ကတော့ရှိတာလေးနဲ့ဖြစ်တယ်လို့စားလိုက်မှာပေါ့မင်းနားကလည်းမရှိတော့ဘူးမဟုတ်လား။ तू ကကျမရဲ့အပေါက်လေးပဲကြံတော့တဲ့နရွက်ကိုကြည့်ပြီးမေးတယ်။အဖေဝတ်သားစားခြင်းနဲ့ဆိုလို့ပေါင်းလိုက်ပြီးအဖေကတော့ကျမပတ်စံဖို့လို့ဝယ်လာတယ်ထင်နေတာ။ကိုမြင့်ဝင်းအဖေကိုဘာမှမပြောပါနဲ့နော်။ तू စိတ်မကောင်းဖြစ်ရင်ကျမကြီးထိခိုက်ကုန်မယ်။မြင့်ဝင်းကခေါင်းငုံသွားတယ်။ငါတကယ်အသုံးမကျတဲ့လင်းယောက်ျားပါကွာ။မင်းကိုရောအဖေကိုရောမထားနိုင်ဘူး။မဟုတ်တာရှင်ရဲ့
ဒီကာလကလူတိုင်းခက်ခဲနေကြတာပဲကျမတို့အဖြူရောင်မူသားလေးတွေနဲ့အဖေကိုစိတ်ချမ်းသာအောင်ထားကြတာပေါ့ဒါပေမဲ့အခြေအနေကကျမတို့ထင်သလောက်မလွယ်ကူခဲ့ဘူးနောက်နေ့မနက်မှာအဖေချောင်းတွေအရန်ဆိုးလာတယ်အဖေအခြေအနေကရိုးရိုးချောင်းဆိုတာမဟုတ်ဘူးဆိုတာကျမသိနေတယ်လွန်ခဲ့တဲ့2လကဆရာဝန်ပြတော့ကအဖေအဆုတ်မှာအလုံးတစ်ခုတွေ့တယ်လို့ပြောခဲ့ဘူးတယ်အဖေကိုတော့ကျမအဆုတ်အေးတာပါလို့ပဲလိန်ပြောထားခဲ့တာအမှန်တော့အဖေကကင်ဆာအစပြိုးနေပြီသမီးအဖေရင်ဘတ်ထဲကအောင့်နေတယ်အဖေကကရင်ပေါ်မှာလှည့်ရင်တုံတုံရီရီနဲ့ပြောတယ်ကျမအဖေလက်ကိုစုပ်ကင်ထားမိတယ်အဖေလက်တွေကအယိုးငေါငေါနဲ့အေးဆက်နေတယ်အဖေအေးလို့ပါသမီးဆေးတိုက်မယ်နော်ဆေးဝယ်ဖို့ပတ်စံကမရှိတော့ဘူးမြင်ဝင်းကလည်းအလုပ်ရှာဖို့အပြင်ထွက်သွားပြီကျမမှရှိတာဆိုလို့ဝတ်ထားတဲ့ထမီဟောင်းလေးတွေနဲ့အိမ်ကပကံခွဲရောက်အနှဲငယ်ပဲကျန်တော့တယ်ကျမမိဖို့ကြောင့်လည်းဝင်ပြီးမျက်ရည်တွေကိုအတင်းတုပ်လိုက်တယ်အဖေကိုပေးစရာဆေးမရှိတော့တာထက်ပိုနာကျင်ရတာဘာရှိအောင်မလဲထိုစဉ်မှာပဲအိမ်ရှိကလူတစ်ယောက်ရဲ့အတန်ကိုကြားလိုက်ရတယ်မမိငယ်ရှိလားအိမ်လားကပေးဖို့ကိစ္စအိမ်ရှင်တော်အေးကျမရင်တွေတုန်သွားတယ်အိမ်လားကမပေးနိုင်တာ3လရှိပြီကျမအပြင်ကိုအပြေးထွက်ပြီးဒေါ်အေးကိုတိုးတိုးလေးတောင်းပန်မိတယ်အန်တီအေးရဲ့တိုးတိုးလေးပြောပါရှင်အဖေကြားသွားပါအောင်မေကျမမနှက်ပြန်အပြီးပေးပါမယ်မနှက်ပြန်နဲ့ပဲ3လရှိပြီမိငယ်ညီတို့အခြေအနေကိုလည်းငါသိပါတယ်ဒါပေမဲ့ငါလည်းစားရတောက်ရတာလေမနှက်ပြန်မှမရရင်တော့အိမ်မော်ကဆင်းပေးရလိမ့်မယ်ဒေါ်အေးပြန်သွားတဲ့နောက်မှာကျမခြေထောက်တွေမခိုင်တော့ပဲကျမ်းမြေမော်ပုံရသားလဲကျသွားမိတယ်အဖေအော်ဟိုလေဆေးတယ်ပါအဖေသမီးဘာမှမဝယ်ဘူးလို့ပြောလိုက်တာကျမရဲ့မူသားတွေကတနေ့ထက်တနေ့ပိုပြီးများပြားလာသလိုပိုပြီးလည်းအလေးပင်ဖြစ်လာခဲ့ပြီနေ့လည်ခင်းရဲ့အပူချိန်ကအိမ်လေးထဲမှာအောင်အိမ်နေသလိုပဲဖေကတော့ဂရင်မော်မှာငြိမ်နေတယ်ကျမကတော့စိတ်ပြက်လက်ပြက်နဲ့အိမ်ထဲမှာဘာရောက်လို့ရမလဲဆိုတာလိုက်ကြည့်နေမိတယ်အဖေရဲ့စာရေးစပွဲပေါ်ကစာအုပ်အဟောင်းလေးတွေကိုမြင်တော့ကျမရင်ထဲမှာစိတ်ကူးတစ်ခုရလာတယ်အဖေကငငယ်ကလေးကစာအုပ်တွေကိုသိမ့်မြန်လို့တာဒါပေမဲ့အခုချိန်မှာတော့ဒီစာအုပ်တွေကအဖေအသက်ကိုကယ်နိုင်မဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်နေတယ်ကျမအဖေကိုခွင့်မတောင်းပဲအဖေတန်မိုးထားတဲ့ရှေးအောင်စာအုပ်အချို့ကိုအိတ်ထဲထည့်လိုက်တယ်ကျမကိုရှက်မိပေမဲ့အဖေကိုဆေးကျွေးဖို့ကပိုရေးကြည့်တယ်လေကျမစာအုပ်ဟောင်းဆိုင်ကိုသွားပြီးရသမျှပတ်စံနဲ့အဖေအတွက်ဆေးဝယ်ခဲ့တယ်လမ်းမှာအဖေစားချင်တယ်ဆိုတဲ့မုတ်လေးတချို့လည်းဝယ်ခဲ့သေးတယ်အိမ်ပြန်ရောက်တော့အဖေကနိုးနေပြီသမီးဘယ်သွားနေတာလဲအဖေအတွက်ဆေးသွားဝယ်တာလေဟိုမြင်ဝင်းကပတ်စံပို့လိုက်လို့မြင်ဝင်းကပတ်စံမပို့ဘူးဆိုတာကျမသိတယ်လို့အဖေကလည်းမြင်ဝင်းမှာပတ်စံမရှိတာကိုရိပ်မိပုံရတယ်ဒါပေမဲ့အဖေကဘာမှထပ်မမေးဘူးကျမတိုက်တဲ့ဆေးကိုငြိမ်ငြိမ်လေးတောက်တယ်သမီးငါစာအုပ်တွေကိုလှမ်းကြည့်ရင်မေးတယ်ကျမရင်နဲ့ဒိတ်ခနဲ့ဖြစ်သွားတယ်ဟာအဲ့ဒါသမီးဖုန်ခါမလို့တင်းထားတာအဖေနောက်မှပြန်ထုတ်ပေးမယ်အဖေကကျမကိုစိုက်ကြည့်တယ်အဖေမျက်လုံးတွေထဲမှာတစ်ခုခုကိုသိနေတယ်လို့ဒါမှမဟုတ်ကျမကိုတနာနေတယ်လို့ခံစားချက်တွေတွေ့ရတယ်ဒါပေမဲ့အဖေကခေါင်းညိတ်ယုံပဲညိတ်ပြတယ်ညနေဆောင်တော့မြင်ဝင်းပြန်လာတယ်ဒီတစ်ခါတော့သူ့လက်ထဲမှာစိုက်အိတ်အသေးလေးတစ်အိတ်ပါလာတယ်သူ့အင်ဂျီကပခုံးမှာပြဲနေပြီးမျက်နှာမှာလည်းဖုံးလေးပေးကျန်နေတယ်မိငယ်ရပြီဒီနေ့ကုန်တင်ကုန်ချသွားလောက်တာတနေ့စာတော့ရခဲ့တယ်ကျမဝမ်းသာအားရနဲ့ဆန်အိတ်ကိုသွားယူလိုက်တယ်ဒါပေမဲ့မြင့်ဝင်းရဲ့လက်ကိုမြင်လိုက်ရတော့ကျမမြင်သက်သွားတယ်မြင့်ဝင်းရဲ့လက်ပွားတွေမှာသွေးတွေစို့နေတယ်ကိုမြင့်ဝင်းလက်ကဘာဖြစ်တာလဲဘာမှမဖြစ်ပါဘူးမိငယ်ရပစ္စည်းမလားနည်းနည်းပွန်းသွားတာပါအဖေကိုမပြောနဲ့နော်သူစိတ်ပူမေးကျမတို့ဇနီးမောင်နဲ့တယောက်မျက်နှာတယောက်ကြည့်ပြီးငိုင်နေမိတယ်ကျမတို့နှစ်ယောက်လုံးဟာအဖေရှိမှအဆင်ပြေပါတယ်ဆိုရဲဟန်ဆောင်မှုမျက်နှာဖုံးတွေကိုအပြိုင်ဆိုင်တက်ထားကြသူတွေကျမတို့ရဲ့ဘဝတွေကပြိုလဲလူနေပါဖြစ်နေပေမဲ့အဖေကိုတော့မုံတိုင်းတံမထိစေခြင်းဘူးအဲ့ဒီညကကျမတို့မိသားစုထမင်းဝိုင်းလေးကပြန်ပြီးစီကားလာတယ်လို့ပဲအဖေရဲ့ကျမရဲ့မြင့်ဝင်းရဲ့ကလေးတွေရဲ့ဟင်းကတော့ဟင်းသီးဟင်းရွက်ကြော်လေးပဲရှိတာပါဒါပေမဲ့အဖေကတော့မြင်းမြင်းရှက်ရှက်စားနေတယ်ဒီနေ့ဟင်းကအရသာရှိတာပဲသမီးအဖေကပြုံးပြီးပြောတယ်ဟုတ်တယ်ဖေသမီးကိုယ်တိုင်ချက်တာလေလို့ကျမဖြေလိုက်ပေမဲ့ကျမမျက်လုံးတွေကတော့အဖေရဲ့ပိန်ချောင်နေတဲ့ပါးပြင်တွေကိုကြည့်ပြီးစိုးစွတ်နေမိတယ်အဖေကကျမတို့ရဲ့မူသားတွေကိုယုံကြည်နေတာလားဒါမှမဟုတ်ကျမတို့စိတ်ချမ်းသာအောင်ယုံကြည်ဟန်ဆောင်နေတာလားဆိုတာကျမမဝေခွဲနိုင်တော့ဘူးတပတ်ခန့်ကြာပြီးနောက်မှာတော့အခြေအနေတွေကထိမ့်မရအောင်ဆိုးရွားလာခဲ့တယ်အဖေရဲ့ယောဂကရုတ်တရက်အရှိန်တက်လာပြီးအဖေစကားတော်မပြောနိုင်တော့ပဲအိယာပေါ်မှာပဲလှဲနေရတော့တယ်ဆရာဝန်ကတော့ဆေးရုံတင်ဖို့ပြောပေမဲ့ဆေးရုံတင်ဖို့ပတ်စံကကျမတို့မှမရှိဘူးအိမ်ရှင်တော်ကြီးကလည်းနောက်ဆုံးသတိပေးချက်ပေးသွားပြီမနက်ဖြန်အိမ်လားကမရရင်ပစ္စည်းတွေအပြင်ထုတ်မယ်တဲ့ကျမယူမတက်ခံစားနေရတယ်င
ရင်ဝင်းကလည်းအလုံးရှာမရလို့စိတ်တက်တွေကျနေပြီအဲ့ဒီနေ့ညနေမှာကျမအဖေအဆင်ပြေသွားမှာပါနော်သမီးတို့ပတ်စံရတော့မေးအဖေကိုစိတ်အောင်တင်ပေးမယ်နော်ကျမလိန်နေမိပြန်ပြီအမှန်တော့ဘယ်ကပတ်စံရမှာလဲကျမမသိဘူးဒါပေမဲ့အဖေကိုမျှော်လင့်ချက်ပေးချင်တာတခုတည်းနဲ့ပြောလိုက်တာအဖေကမျက်လုံးကိုအသာရဖွင့်ကြည့်တယ်အဖေမျက်လုံးတွေကကြည်လင်နေတယ်အဖေကအာယူပြီးစကားပြောဖို့ကြိုးစားတယ်သမီးစပွဲကအောက်ဆုံးအန်ဆွဲကိုဖွင့်ကြည့်ကျမအံ့ဩသွားပြီးအဖေခိုင်းတဲ့အတိုင်းအန်ဆွဲကိုတွားဖွင့်လိုက်တယ်အန်ဆွဲထဲမှာစာအိတ်အဟောင်းလေးတစ်လုံးရှိနေတယ်အဲ့ဒီစာအိတ်ကိုဖွင့်ကြည့်လိုက်တော့ကျမစွန့်သွားရတယ်အထဲမှာပတ်စံအထက်လိုက်ကြည့်အဖေဒါတွေကဘယ်ရလဲအဖေကခက်တိုးတိုးပြုံးနေအဖေသိတယ်သမီးအိမ်ကအချိန်တွေကိုအဖေသိတယ်သမီးတို့အဖေကိုလိန်နေတာတွေအကုန်လုံးကိုအဖေသိတယ်ကျမရင်ထဲမှာဘုံတစ်လုံးပေါက်ကွဲသွားသလိုခံစားလိုက်ရတယ်ကျမလိန်ခဲ့သမျှဟန်ဆောင်ခဲ့သမျှအရာအလုံးကိုအဖေသိနေတာလားကျမမျက်ရည်တွေတားမရအောင်စီးကျလာတယ်ကျမအဖေကိုစိတ်ချမ်းသာအောင်လိန်နေတယ်ထင်ခဲ့တာတကယ်တော့အဖေကလည်းကျမတို့အခက်အခဲဖြစ်နေမှာဆိုလို့သူ့ရဲ့ကျမ်းမာရေးကိုဂရုမစိုက်ပဲညှင်းတဲ့အထိစာမှုတွေရေးပြီးပတ်စံရှာပေးခဲ့တာပဲအဖေရဲ့ဘာလို့ဒီလောက်ထိဒုက္ခခံတာလဲသမီးကိုပြောပါလားသမီးကအဖေကိုစိတ်ချမ်းသာအောင်အဖြူရောင်မှုသားတွေပြောခဲ့တယ်လို့ပဲအဖေကလည်းသမီးကိုအားငယ်မှဆိုလို့လိန်ခဲ့တာပါဒီပတ်စံတွေနဲ့အိမ်လကပေးလိုက်ပါပြီးတော့ကလေးတွေအတွက်စားစရာဝယ်ပေးပါအဖေရဲ့အတန်ကပိုပြီးတိုးလာတယ်ကျမအဖေကိုဖတ်ပြီးငိုကြွေးနေမိတယ်ကျမတို့နှစ်ယောက်လုံးဟာတယောက်ကိုတယောက်ချစ်လွန်လို့ကိုယ်တိုင်နာကျင်မှုကိုခါးစည်းခံပြီးမှုသားတွေနဲ့ကာကွယ်ပေးခဲ့ကြတာပဲထိုညမှာပဲအဖေကျမတို့မိသားစုကိုထာဝရနှုတ်ဆက်သွားခဲ့ပါတယ်အဖေထားခဲ့တဲ့ပတ်စံတွေကအိမ်လခပေးဖို့နဲ့အဖေရဲ့နောက်ဆုံးခရီးကိုကောင်းကောင်းမွန်မွန်ပို့ဆောင်ပေးဖို့လုံလောက်ခဲ့ပါတယ်ဒါပေမဲ့အဖေမရှိတော့တဲ့အိမ်လေးကတော့ဘယ်တော့မှပြန်မပြေဆုံးနိုင်တော့တဲ့ဟာလာဟင်းလင်းကြီးဖြစ်ကြံရစ်ခဲ့တယ်အဖေဆုံးပြီးတစ်ပတ်အကြာမှာကျမအဖေရဲ့စာရေးစပွဲကိုရှင်းလင်းရင်းဒါယာရီစာအုပ်လေးတစ်အုပ်ကိုတွေ့ခဲ့တယ်။အဲ့ဒီစာအုပ်ရဲ့နောက်ဆုံးစာမျက်နှာမှာအဖေရေးထားတဲ့စာသားလေးတွေကကျမကိုထပ်ပြီးမျက်ရည်ကျစေခဲ့ပြန်တယ်။သမီးလေးမိငယ်ညီကျွေးတဲ့ဝက်သားဟင်းကအဖေအတွက်တော့ကဘာပေါ်မှာအကောင်းဆုံးဟင်းတစ်ခွက်ပါ။အဲ့ဒီဟင်းထဲမှာညီရဲ့မြစ်တာတွေညီရဲ့အနစ်နာခံမှုတွေအပြည့်ပါနေတာကိုအဖေသိတယ်။ညီလိန်ပြောနေမှန်တိတိကြီးနဲ့အဖေကယုံကြည်အောင်ဆောင်ခဲ့တာကညီရဲ့စေတနာကိုအဖေတန်ဖိုးထားလို့ပါ။ငါတို့တယောက်နဲ့တယောက်ပြောခဲ့တဲ့မူသားတွေကအဖြူရောင်တွေပါဒါပေမဲ့အဲ့ဒီအဖြူရောင်တွေကငါ့နှလုံးသားကိုတော့နှွေးထွေးစေခဲ့ပါတယ်ကျမစာအုပ်လေးကိုရင်ဘတ်မှာကပ်ပြီးငိုနေမိတယ်ကျမတို့ဘဝမှာအမှန်တရားတွေကတစ်ခါတလေအယံကိုရက်ဆက်တတ်ပါတယ်အဲ့ဒီရက်ဆက်တဲ့အမှန်တရားတွေရဲ့ဒဏ်ကနေလွတ်မြောက်ဖို့အတွက်ကျမတို့ဟာမူသားတွေကိုအကာအကွယ်အဖြစ်သုံးခဲ့ကြတယ်အခုတော့ကျမနားလည်သွားပါပြီချစ်ချင်းမြတ်တာဆိုတာအမြဲတမ်းအမှန်တိုင်းပြောနေုံနဲ့မပြီးပါဘူးတစ်ခါတလေမှာတစ်ဖက်လူရဲ့စိတ်ချမ်းသာမှုအတွက်ကိုယ့်ရဲ့နာကျင်မှုကိုဖုံးကွယ်ပြီးလိန်ညာပေးရတာမျိုးကလည်းအမြင့်မြတ်ဆုံးသောအနစ်နာခံမှုတစ်ခုပါပဲကျမအပြင်ဘက်ကိုငေးကြည့်လိုက်တယ်မိုးကတဖွဲဖွဲရွာနေတယ်အဖေမရှိတော့ပေမဲ့အဖေတင်ပေးခဲ့တဲ့သင်ခန်းစာကတော့ကျမရင်ထဲမှာဆွဲကြံနေဦးမှာပါကျမလည်းအခုဆိုရင်ကလေးတွေကိုအမေပိုင်းမစားဘူးသားတို့ပဲစားကြလို့လိန်ပြောတတ်နေပြီဒါဟာအဖေလေးချစ်ပေးခဲ့တဲ့အဖြူရောင်မူသားတွေပေါ့ဘဝဆိုတာတစ်ခါတလေအမှန်တရားထက်ဆိုင်ရင်မေတ္တာနဲ့ထုံမောထားတဲ့မူသားတွေကပိုပြီးရှင်သန်ရလွယ်ကူစေတတ်ပါတယ်